နောက်ပိုင်းမှာမင်းသားမင်းသမီးတချို့ကလည်းဒီလိုမျိုးလူတွေမှာလိုက်နှံပြီးတော့ရှောင်းလန်းပေးနေတာကြောင့်ဖြူထွေးကလည်းသူမလည်းအစီအပြေမဲ့ထင်ပြီးတော့လက်ခံခဲ့တာပါဒါပေမဲ့လည်းမင်းသားမင်းသမီးကဂုံတိတ်ခါရှိတာကြောင့်အသားယူမခံခဲ့ရပဲဖြူထွေးကတော့လူတိုင်ကကြီးအသားယူတော့ခံလိုက်ရတာပါလူတိုင်ကကြီးကဖြူထွေးကိုငှားရမ်းထားတဲ့ပတ်စံတွေနဲ့တောင်းဆိုပြီးခုလိုမျိုးလုပ်ခဲ့တာပါသူနဲ့တူတူရွာကိုလှည့်ပတ်ပြီးတော့အလူလဲမဲ့အချိန်မှာဘေးနားမှာဒီလိုရက်မနေပဲနဲ့သူ့ရဲ့လက်ကိုတေချာတွဲထားဖို့အတွက်ဖြူထွေးကိုခိုင်းခဲ့တာပါသူ့ရဲ့လက်ကိုတေချာတွဲထားပြီးတော့တကယ်ဇနီးမယားတယောက်လိုမျိုးဘေးကနေအလူလိုင်းလှည့်ပြီးဖို့ပြောခဲ့တာပါဒါနဲ့ဖြူထွေးလည်းလက်ကိုတွဲပေးရအောင်မလားဆိုပြီးတော့အံ့ဩသွားပါတယ်သူမအနေနဲ့ပုံမှန်ဆိုရင်ဒီတိုင်းတချင်းတီဆိုဖျော်ပြတာမျိုးပဲလုပ်တာကြောင့်အသက်ကြီးကြီးအလူတိုင်ကကြီးလက်ကိုတွဲပြီးဘေးနားကနေဇနီးတယောက်အနေနဲ့ရှောင်းလန်းရမှာကိုရှက်သွားခဲ့တာပါဒါပေမဲ့လည်းအလူတိုင်ကကြီးကတော့ဖြူထွေးကိုငှားရမ်းကအရင်များနေရကြောင်းငှားရတဲ့တောင်ဆိုပြီးတော့သူ့ရဲ့လက်ကိုတွဲခိုင်းပြီးတော့ရွာတစ်ခွင်လှည့်လဲပြီးတော့လူပွဲကိုကျင်းပခဲ့ပါတယ်ဖြူထွေးကလည်းသူ့ပေးတဲ့ပတ်စံကိုယူထားပြီးသားဖြစ်တာကြောင့်ဘာမှမတက်နိုင်တော့ပဲလူတိုင်ကကြီးလက်ကိုတွဲပြီးတော့ဘေးကနေအလူပွဲကိုကျင်းပပေးခဲ့ရပါတကယ်ဆိုရင်ကိုယ်စစ်တမ်းနဲ့ကိုနေလိုက်မယ်ဆိုရင်ဒီလိုမျိုးတိုင်းယူကျင်တဲ့သူတွေလည်းကြုံတွေ့ရမှာမဟုတ်ပါဘူးဒါပေမဲ့ဖြူထွေးကတော့သူမကိုငှားရမ်းသမျှပတ်စံရရင်ပြီးအောင်ဆိုပြီးရှိသမျှပွဲတွေအကုန်လုံးမှာလိုက်လံဖျော်ပြနေတာကြောင့်အခုလိုမျိုးပြုလုပ်ခံခဲ့ရတာပါတခါတော့ကဆိုရင်လည်းဘီယာဆိုင်မှာတချင်းစီဆိုဖျော်ပြနေပြဿနာတွေတက်ပြီးစင်မောနေဆွဲချခံရလို့ဖြစ်တယ်နဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီလောက်ထိဖြစ်ခဲ့တာမှအမှန်ရှိစွာနဲ့ရှိသမျှပွဲတွေအကုန်လုံးကိုပတ်စံရရင်ပြီးအောင်ဆိုပြီးလိုက်လံဖျော်ပြပေးနေတာပါပရိသတ်တွေထူးသဖြင့်ဖြူထွေးကိုအားပေးကြတဲ့ပရိသတ်တွေကတော့ဖြူထွေးနေနဲ့ပတ်စံရရင်ပြီးအောင်ဆိုပြီးတော့ကြုံရကြပန်းလှူပွဲကိုလက်မခံတင်မှုလို့ပြောလာတာပါဒါပေမဲ့လည်းဖြူထွေးကမိဘနှစ်ပါးနဲ့အတူညီကိုမောင်နှမတွေကိုလှုပ်ကြွေးနေရတာမို့လို့ပတ်စံကိုကြုံလို့ရှာနေရအောင်မှာတော့တေးကြပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလူပွဲမှာအလူရှင်အသားရတာကိုခံလိုက်ရတဲ့ဖြူထွေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါဦး